ကဲစကြမယ်နော်နမောตัสสะTassa ဘဂဝတော bhagavato အရဟတော arahato သမ္မာသမ္ဗုဒ္ဓัสสะ sambuddhassa နမောตัสสะဘဂဝတောအရဟတော arahato သမ္မာသမ္ samma ဗုဒ္ဓัสสะ sambuddhassa နမော Namo ตัสสะ tassa ဘဂဝတော bhagavato အရဟတော arahato သမ္မာသမ္ဗုဒ္ဓัสสะ sambuddhassa page number 88နော်ဟုတ်လား page မှန် number ပါဗျာ 88မှန်ပါဗျာ knowledge of what has been performed ကတဉာဏဒါကြတော့ပြုအပ်ပြီးတဲ့ခြေနေပေါ်မှာသိတဲ့ဉာဏ်ပေါ့နော် knowledge of what has been performed ကတဉာဏ with regard to the truth of the or the original dukkha the true or the original dukkha ဆိုဒုက္ခဤအကြောင်းသစ္စာနဲ့ဆက်ဆက်ပြီးတော့ပြုအပ်ပြီးတဲ့အခြေအနေကိုသိတဲ့ဉာဏ်ကတဉာဏပေါ့နော် knowledge of what has been performed ကတဉာဏ with regard to the true or the original dukkha this is the noble true or the original suffering that has been abandoned that has been abandoned that has been abandoned ဆိုပယ်အပ်တဲ့ပေါ့နော် that has been abandoned ပယ်အပ်တဲ့ဒုက္ခရဲ့အကြောင်းဆိုတဲ့အရိယသစ္စာဖြစ်ပါတယ်တဲ့ဒါ this is the noble truth or the original suffering that has been abandoned ပယ်ရမယ့်အရာ thus O bhikkhu concerning things not had by me before there arose in me the vision the knowledge the wisdom the light the insight and the light အဲ့တော့အဓိပ္ပာယ်ကတော့ဒါပါဠိတော်ဘာသာပြန်ကသိတော့မခက်ပါဘူးသိပြီးသားအတိုင်းပဲကဲဒါလေးကိုဥပညာစာမိစပြီးတော့ဖတ်လိုက်ပါလွယ် knowledge of what has been performed, Patanyana, will regard to the true or the original dukkha. Is the noble true or the original suffering that have been abandoned, that Obekku concerning this not had by me before there arose in me the vision, the knowledge, the vision, the insight, and the light. wisdom နော်စာအုပ်ထဲကြည့်ဖတ်တယ်လားဒီကိုကြည့်ဖတ်တယ်လားတော့မသိဘူး the vision ဒီကောင်က vision လို့အသံထွက်မှာ vision မဟုတ် vision the wisdom the insight and the light next page next paragraph the Buddha explained မြတ်စွာဘုရားကရှင်းပြတော်မူတယ် how the knowledge of craving that should be abandoned have been abandoned the knowledge of craving that should be abandoned ဆိုပယ်အပ်ပယ်သင့်ပယ်တိုက်တဲ့ဟုတ်လား
သမုဒိယဆိုတဲ့အမှန်သမုဒိယကိုသိတဲ့ဉာဏ်ပေါ့နော်အဲ့ဒါကို have been abandoned ပယ်အပ်ပြီးပြီဆိုတာဘလို့ပယ်အပ်ပြီးပြီဆိုတာကိုမြတ်စွာဘုရားကရှင်းပြတော်မူပါတယ်တဲ့ How the knowledge of craving that should be abandoned had been abandoned အဲ့တော့ဒီ how ကနေပြီးတော့သွားလိုက်တဲ့အသွားက had been abandoned မှာသွားပြီးတော့ယူအောင်မှာဒီပယ်တဲ့ပယ်တိုက်ပယ်အပ်တဲ့ဟုတ်လားသမုဒိယဆိုတဲ့တဏှာကိုသိတဲ့ဉာဏ်ကဘယ်လိုမျိုးဟုတ်လားပယ်တဲ့ပယ်တိုက်တာပယ်ပြီးပြီဆိုတဲ့အချက်ကိုဘယ်လိုသိတယ်လဲဆိုတဲ့အသိဉာဏ်ဖြစ်ပုံကိုမြတ်စွာဘုရားကရှင်းပြတော်မူပါတယ် The Buddha explained how the knowledge of craving that should be abandoned have been abandoned ကတ္တဉာဏအဲ့တော့ပယ်တဲ့ပယ်တိုက်တဲ့အရာကိုဘယ်လိုပဲပုံပယ်ပြီးပြီလဲဆိုတဲ့ဒါအသိဉာဏ်ကိုဘယ်လိုဖြစ်လာလဲဆိုတာကိုမြတ်စွာဘုရားကရှင်းပြတယ်လို့ပြောတာ through the insight of retrospection ဆိုတော့ပစ္စဝခဏဉာဏ်ကနေတဆင့်ပေါ့နော်ပြန်ဆင်ခြင်တဲ့ဟာပေါ့အဲ့တော့ပယ်ပြီးပြီဆိုတဲ့ဟာကဖြစ်ရတဲ့ဉာဏ်ကပစ္စဝခဏဉာဏ်ကနေမှသူကမြင်ရတဲ့အခြေအနေကိုပြောတာပေါ့အဲ့တော့ဒီသမုဒိယသစ္စာဆိုတာပယ်ရမယ့်ဟာပဲအဲ့ဒီပယ်ရမယ့်ဟာကိုဘယ်လိုပဲပုံပယ်ပြီးပြီလဲဆိုတာကိုသိတဲ့ဉာဏ်အဲ့ဒါကိုကတ္တဉာဏပေါ့နော်ပယ်เสียရှိတာပယ်ပြီးသွားပြီဆိုတဲ့ဟာကိုသိတဲ့ဉာဏ်ကိုမြတ်စွာဘုရားကရှင်းပြတယ်တဲ့ At the first stage of enlightenment the enlightenment ရဲ့ပရမအဆင့်မှာပေါ့နော် At the first stage of enlightenment ဆိုလိုတာက the stage of a string winner သောတပန္နအဲ့တော့သောတပတ္တိမဉ္ဇဉ်အခိုက်မှာပေါ့လေ craving which leads to rebirth in the lower realms of existence is eliminated ဆိုလိုတာကဒီမှာအဓိကက craving ကိုအဓိကဥတည်ပြောနေတာလောဘပေါ့နော်အဲ့တော့အပေဘုံကိုရောက်စေနိုင်တဲ့ဟုတ်လား in the lower realms of existence ဆိုတာအပေ၄ပါးအပေဘုံတွေကိုပြောတာအဲ့တော့အပေဘုံမှာပြန်ပြီးတော့မွေးဖွားနိုင်စေတဲ့တဏှာအဲ့ဒါကိုပယ်အပ်တယ်ပေါ့နော်ဘာပယ်အပ်တာလဲဆိုရင်the first stage of a string winner ဒီသောတပတ္တိမဲ့အခိုက်မှာသောတပတ္တိအခိုက်မှာတဏှာကပယ်အပ်တယ် craving ဘယ်လိုတဏှာလဲ which leads to rebirth in the lower realms of existence အပယ်လေးပုံမှာရောက်စေနိုင်တဲ့ပို့ဆောင်အပယ်လေးပုံကိုပို့ဆောင်ပေးနိုင်တဲ့တဏှာကိုပယ်အပ်တယ်လို့ပြောတာ is eliminated ဒါက at the first stage of enlightenment နောက်တစ်ချက် at the second stage of enlightenment စဂဒဂါမိမဉ္ဇဉ်အခိုက်မှာတော့တဲ့ the grosser forms of craving for sensual pleasure ကာမတဏှာတနည်းပြောတော့ကာမရာဂပေါ့နော်အဲ့တော့ကာမဂုဏ်အာယုန်ဒီပေါ်မှာတက်မဲ့တက်တဲ့တဏှာဆိုတဲ့ဟုတ်လား grosser forms ဆိုတော့နည်းနည်း grosser forms ဆိုပို့ပြီးတော့ကျန်းတဲ့အခြေအနေပေါ့ပို့ပြီးတော့ကြီးထွားတဲ့အခြေအနေပို့ပြီးတော့ဒီဂရီမြင့်တဲ့အခြေအနေရှိတဲ့တဏှာကိုပြောတာ the grosser forms of craving for sensual pleasure ကာမတဏှာ are abolished grosser forms of craving ဆိုဒီမှာ forms ကအများကြီးကြောင့်မလို့ဒီမှာ are abolished လို့ဒီလိုဘာသာပြန်ထားတာ abolish ဆိုတာသူကဖျက်သိမ်းတာပဲပယ်တာကိုပဲရည်ညွှန်းတာ abolished တချို့ကိုယ်ဝန်တွေဘာတွေပြက်ကြလဲအဲ့လို abolish လို့သုံးပုံပေါ်တယ် abortion နဲ့ sorry abor နဲ့တော့ပါ abortion abolish ဒီမှာတော့ abolish ပေါ့နော်ဖျက်သိမ်းတယ်ဟုတ်ကိုယ်ဝန်ပြက်ကြတာမျိုးကြတော့ abortion abortion နည်းနည်းဆင် abolish ကဖျက်သိမ်းတာပယ်တာပေါ့လေ are abolished အဲ့တော့ကာမဂုဏ်အာယုန်ဒီပေါ်မှာတက်မဲ့တဲ့တဏှာရဲ့အပြင်းစားအပိုင်းတွေကိုပေါ့နော်ပြင်းထန်တဲ့အပိုင်းတွေကိုဘာဖြစ်လဲဒီတက္ကဒဂါမိမဲ့အခိုက်မှာပယ်အပ်တယ်ပေါ့နော် are abolished နောက်တစ်ချက် at the third stage of enlightenment အနာဂါမိမဲ့အဆင့်မှာ the subtle forms of craving စောစောက
grosser forms of craving အခုက subtle forms of craving ဆိုနူးညံ့တဲ့အပိုင်းပေါ့နော်ရို့တို့ဒီတချို့လက်သမားဆရာတွေဘာတွေသုံးတာလည်းရှိရလေကြားရှာဆိုပြီးတော့တစ်သားတွေကိုချောအောင်ကြားရှာနဲ့အရင်ပုတ်ပြီးမှကော်ပတ်အကျဉ်အနုအဲ့လိုလိုက်တယ်လို့ပဲအကျဉ်စားကိုအရင်ဒါအကျဉ်နဲ့အရင်ရှင်းလိုက်တဲ့သဘောပဲတက္ကရာကမိမဲ့နဲ့အကျဉ်စားအပိုင်းကိုဒါရှင်းလိုက်တယ်ပြီးတော့အနှုစိတ်ပြန်လိုက်ရတယ်အဲ့ဒီသဘောပဲအဲ့တော့အနာဂါမိမဲ့နဲ့ကျတော့သူကပို့ပြီးတော့နူးညံ့တဲ့အပိုင်းဖြစ်တဲ့ craving ကိုဒါပယ်ရတယ်အဲ့တော့အပြင်းစားအကျဉ်းစားကြီးတွေကျတော့တက္ကရာကမိမဲ့နဲ့ပယ်တယ်အဲ့ဒီတဲ့ပိုကျင်းတဲ့အပယ်ရောက်စေနိုင်တဲ့အပိုင်းကျတော့တက္ကရာကမိမဲ့နဲ့ပယ်တယ် sorry သောတပတ္တိမကနဲ့ပယ်တယ်ပေါ့လေအပယ်ရောက်စေနိုင်တဲ့အပိုင်းကိုကျတော့သောတပတ္တိမကပယ်တယ်အဲ့ဒါပယ်ပြီးတာအပြင်နောက်ထပ်ကျန်နေတဲ့တဲကမှနည်းနည်းလေးပို့ပြီးတော့အကျဉ်းစားအပိုင်းကိုတက္ကရာကမိမဲ့ကပယ်တယ်နောက်တစ်ချက်ပိုနူးညံ့တဲ့အပိုင်းကိုတော့အနာဂါမိမဲ့အဆင့်မှာပယ်တယ် subtle forms of craving for sensual pleasure are eradicated အဲ့တော့ဒီမှာစလုံးလေးတွေသုံးတော့တာသတိထားမိလိမ့်မယ်ပထမဆုံးသောတပတ္တိမဲ့အဆင့်မှာတော့ကကြတော့ is eliminated လို့သုံးတယ်တက္ကရာကမိမဲ့နဲ့ပြောတဲ့အခိုက်မှာတော့ are abolished ဆိုပြီးတော့သုံးသွားတယ်ပယ်တာတွေကြီးပဲเนาะနောက်အခုအနာဂါမိမဲ့နဲ့အပိုင်းမှာကျတော့ are eradicated လို့သုံးတယ် eliminate abolish to eradicate to နောက် remove to ဟုတ်လား remove တို့ uproot တို့ဒါတွေအကုန်လုံးပရိယေတွေနောက် at the fourth stage of enlightenment အရဟတမဂ္ဂခိုင်မှာ all kinds of remaining cravings အဓိကတော့ရူပရာဂအရူပရာဂအပိုင်းပေါ့နော် all kinds of remaining cravings ဆိုတော့ကြံတဲ့ကိလေသာတဏှာဆိုတဲ့ပုံစံမျိုးစုံကို completely uprooted ဒီမှာကျတော့ uprooted လို့သုံးတယ်ဒါအပြင် completely ဆိုတဲ့ adverb လေးပါသူကထည့်ပေးလိုက်တယ်လုံးဝအပြည့်အစုံအကျွင်းကြံမရှိဆိုတဲ့အဓိပ္ပာယ် are completely uprooted အဲ့တော့အရဟတမေအခိုက်မှာတော့ကြံနေတဲ့တဏှာပုံစံအမျိုးအစားအလုံးကိုဒါပယ်အပ်တယ်ပေါ့နော် are completely uprooted အကျွင်းမဲ့ပယ်အပ်တယ်ပြည့်ပြည့်စုံအောင်ပယ်အပ်တယ် such eradication of craving အဲ့ဒီလိုတဏှာကိုပယ်တတ်ခြင်းက is referred to ညွှန်းဆိုအပ်တယ်ပေါ့နော် to as knowing the origin of suffering refers to as knowing ဆိုသိခြင်းကိုညွှန်းဆိုတယ်ဘာကိုသိတယ်လဲဆိုရင် the origin of suffering ဆိုဒုက္ခရဲ့အကြောင်းရင်းကိုသိတယ် by the penetrating insight of abandonment ဆိုဘာဟာနပฏิဝေဒby the penetrating ဆိုပฏิဝေဒဆိုထိုးထွင်းပြီးသိတာပေါ့နော် insight of abandonment ဆိုပယ်တာနဲ့ပတ်သက်ပြီးတော့ထိုးထွင်းသိတဲ့အသိဉာဏ်နဲ့ဒုက္ခရဲ့အကြောင်းရင်းကိုဒါဒီလိုပယ်တတ်ခြင်းကနေပြီးတော့ရည်ညွှန်းအပ်ပါတယ်ပေါ့နော် Such eradication of craving is referred to as knowing the origin of suffering by the penetrating insight of abandonment. The act of abandoning or eradicating အဲ့တော့ဒီပယ်ခြင်းပေါ့နော်ဒီမှာ abandon ဆိုတာလည်းပယ်တာလို့အဓိပ္ပာယ်ရတယ်စောစောကပြောခဲ့တဲ့ရှေ့မှာဖတ်ခဲ့တဲ့ဟာနဲ့ဆိုရင်ဒါတော်တော်များနေပြီ eliminate abolished eradicate ပြီးရင် uprooted uproot ဟုတ်လား abandon ပယ်တာတွေကြီးပဲเนาะပရိယေတွေမှတ်ထားလိုက်လို့မှတ်မိရင်ဒါသုံးပေရောအဲ့တော့ such eradication of craving is refers to as knowing the origin of suffering by the penetrating insight of abandoning the act of abandoning or eradicating ဆိုဒီပယ်ခြင်းအမှုပေါ့เนาะ the act of abandoning or eradicating constitutes အဲ့တော့ပယ်တဲ့အမှုမှာ constitutes ပါဝင်တယ် knowing သိခြင်းတွေပါတယ် that should be known by the noble path အဲ့တော့အရိယာမက်နဲ့သိတဲ့ဟာကိုသိခြင်းဆိုတာလည်းပါပါတယ်တဲ့ပယ်တယ်ဆိုတဲ့ထဲမှာ thus ဤနည်းအားဖြင့်ဒါကြောင့်မို့လို့ပေါ့နော် the truth of the original suffering is that which should be abandoned အဲ့တော့ဒုက္ခရဲ့အကြောင်းရင်းဖြစ်တဲ့သစ္စာဆိုတာဟာတဲ့ပယ်တိုက်တဲ့တရားဖြစ်ပါတယ် this abandonment is penetrated abandonment အဲ့တော့ဒီလိုပယ်ခြင်းကတော့ penetrated abandonment ဖြစ်တယ်ပေါ့နော်ထိုးထွင်းပြီးတော့မှသိမြင်ပြီးမှပယ်ခြင်းမျိုးဖြစ်တယ်ပေါ့ this abandonment is penetrated abandonment ပဟာနာပฏิဝေဒအဲ့တော့ပฏิဝေဒဆိုတာ penetrated ကိုပြောတာကဲအဲ့ဒါဆိုရင်တော့ဒီပါရာဂရက်ကိုဒီလောက်ဆိုရင်ဒါဒီကြောင်းချင်းမှလည်းရမ်းကြီးမခက်ဘူးဆိုတော့သဘောပေါက်တော့ပါ
The Buddha explained how the knowledge of craving that should be abandoned had been abandoned, Gata Jnana, through the insider retrospection. At the first stage of enlightenment, the stage of extreme winner, Sotapanna, craving which leads to rebirth in the lower realms of existence is eliminated. At the second stage of enlightenment, Sagadagami, the grosser forms of craving for sensual pleasures, Kama Dana, are abolished. At the third stage of enlightenment, Anagami, the subtle forms of craving for sensual pleasures are eradicated. At the fourth stage of enlightenment, Arahant, all kinds of remaining cravings are completely uprooted. Such eradication of craving is referred to as knowing the original suffering by the penetrated insight of abandoning, Pahana Padiweda. The act of abandoning or eradicating constitutes knowing what should be known by the noble path. Thus, the truth of the original suffering is that which should be abandoned. This abandonment is penetrated abandoning, Pahana Padiweda. ကဲအဲ့တော့ဒါကိုတော့နှစ်ပါးလောက်ခွဲပြီးတော့ဖတ်ကြည့်တာပေါ့လေအဲ့တော့ဒီတဝက်လောက်မှန်လိုက်တော့အနာဂါမိမဲ့နဲ့ပယ်တဲ့ဟာအထိတစ်ဖြတ်ပေါ့အဲ့ဒါကိုဥညာဏတကြဖတ်ကြည့်ပါဦး The Buddha explained how the knowledge of craving that should be abandoned had been abandoned. Kata Jnana, through the essential retrospection at the first stage of enlightenment. The stage of extreme winner, the Sotapanna, craving which leads to reverse in the lower runs of existence eliminated. At the second stage of enlightenment, Sagadagami, the grosser forms of craving for sensuous pleasure, Kamatana, are abolished. At the third stage of enlightenment, Anagami, then the subtle forms of craving for sensuous pleasure are eradicated. Okay, thank you. Next part. Now a bango upanya wansa ဖတ်ကြည့်ပါဦး At the fourth stage of enlightenment, Arahant. At the fourth stage of enlightenment, Arahant, all kinds of many cravings are completely uprooted. Such educational craving is referred to as knowing the original suffering by penetrating inside of abandoning. Bahana Diweda, the other abandoning or eradicating, constitute knowing what should be known by the noble path. Thus, the truth of the original suffering is that which should be abandoned. This abandonment is penetrated abandoning Bahana Padiweda. Okay, thank you so much. Next paragraph said the knowledge that craving has been eradicated is quite important. အဲ့တော့ကတ္တဉာဏပေါ့နော် has been eradicated တဏှာကဘယ်အပြည့်ပြီဆိုတာကိုသိတဲ့ဉာဏ်ကတဲ့ quite important တော်တော်လေးကိုအရေးကြီးပါတယ်ပေါ့နော် quite ဆိုတာတော်တော်လေးတချို့လဲ rather လို့သုံးတာရှိတယ် RADH ရှိရ rather important quite important very important ပေါ့နော်ရိုးရိုးနဲ့ပြောရင်တော့ The goal of practicing vipassana is to remove defilements together with craving. The goal of practicing vipassana ဆို vipassana တရားကျင့်ကြံခြင်းရဲ့ပန်းတိုင်ရည်ရွယ်ချက်ပေါ့နော်ပန်းတိုင်က is ဖြစ်ပါတယ် to remove defilements ကိလေသာတွေကိုပယ်ဖို့အဲ့တော့ကိလေသာဆိုတဲ့ထဲမှာကိုမှ together with craving ဆိုတဏှာနဲ့တကွသောကိလေသာတွေကိုပယ်ဖို့ဖြစ်ပါတယ်အဲ့တော့ဝိပဿနာတရားကျင့်ကြံခြင်းရဲ့ရည်ရွယ်ချက်ပန်းတိုင်ကတဏှာနဲ့တကွသောကိလေသာတွေကိုပယ်ဖို့ဖြစ်တယ် Now attainment of higher insight the accomplishment of what should be done
what should be done ဆိုပြုလုပ်ပြုသင့်ပြုတိုက်တဲ့အရာတွေရဲ့ပြီးမြောက်မှုပေါ့ပြီးမြောက်မှုပေါ့နော်အဲ့တော့ attainment of higher insight ဆိုတာကြတော့ဒီအထက်ဉာဏ်တွေကိုရရှိမှုက is complete ပြီးဆုံးသွားတယ်ပြီးမြောက်သွားတယ် only when craving and defilements are eradicated အဲ့တော့ဒီတဏှာရောကြံတဲ့ကိလေသာတွေအကုန်လုံးရောပယ်ခြင်းခံရပြီးသွားတဲ့အခါမှသာပြီးဆုံးသွားတယ်လို့ဒီလိုပြောရမယ်ပေါ့ attainment of higher insight the accomplishment of what should be done is complete only when craving and defilements are eradicated it is essential to examine oneself it is essential ဆိုတော့မရှိမဖြစ်လိုအပ်တယ်ပေါ့နော်necessary လို့ဘာလို့သုံးတာအဲ့ဒါတက်ပို့ပြီးတော့ဒီစကားလုံးလေးကလှတာပေါ့ it is essential မရှိမဖြစ်လိုအပ်ပါတယ် to examine ဆိုတော့စစ်ဆေးဖို့သုံးသပ်ဖို့ oneself ကိုစစ်ဆေးဖို့မရှိမဖြစ်လိုအပ်တယ် to examine oneself to see whether one is really free from craving or not အဲ့တော့ကိုကတကယ်ကိုဒီကိလေသာကနေလွတ်သလားမလွတ်ဘူးလားဆိုတာကိုသိဖို့အတွက်ကိုပြန်ပြီးတော့စစ်ဆေးဖို့ဟာဒါမရှိမဖြစ်လိုအပ်ပါတယ် it is essential to examine oneself to see whether one is really free from craving or not if craving still remains တကယ်လို့တဏှာကကြံနေသေးတယ်ပေါ့နော် stay ဆိုသေးဆိုတဲ့အဓိပ္ပာယ် remain ကကြံနေသေးတယ်ဆိုရင် then အဲ့ဒီအခါမှာ no claim for any attainment of the noble path and fruition is admissible claim ဆိုတာကြတော့ခိုင်မာပြောဆိုတာမျိုး claim လို့ပြော for any attainment of the noble path and fruition ဆိုဒီအရိယာမက်တွေဖို့တွေရရှိတာနဲ့ပတ်သက်ပြီးတော့ဘယ်အရာကိုမှဒါပြောဆိုတဲ့အပြောတွေပေါ့နော်အဲ့ဒါတွေကိုခွင့်ပြုလို့မရနိုင် is admissible တဏှာကိုမှမပေးရသေးဘူးကျန်နေသေးတယ်ဆိုရင်တော့ဒါအရိယာမက်တွေဖို့တွေရပြီလို့ပြောပြတယ်ဆိုရင်တောင်မှအဲ့ဒီအပြောကဒါခွင့်ပြုအပ်တဲ့အပြောမျိုးမဟုတ်ပေါ့နော်လက်ခံနိုင်တဲ့အပြောမျိုးမဟုတ်လက်ခံလို့မရနိုင်ဘူးပေါ့ယဟန္တာတော့ဖြစ်ပြီးတဏှာလည်းပယ်တယ်ကိလေသာလေးနည်းနည်းကျန်တယ်ဆိုပြီးတော့တချို့ပြောကြလေအဲ့တော့ကျန်နေသေးရင်တော့ဘယ်ဟာမှသူကယဟန္တာဖြစ်တယ်လို့တော့ပြောမရဘူးအရိယာမက်ဖို့အပြီးဝရပြီလို့တော့ပြောမရဘူးဒီမှာဆိုလိုတဲ့သဘောကတော့ final attainment ကိုဆိုလိုခြင်းတော့ပေါ်ပါတယ်ဟုတ်လားတဏှာကျန်နေသေးတယ်ဆိုဥပမာသောတာပန်ဆိုရင်အပေရောက်စေနိုင်တဲ့အပိုင်းဖြစ်တဲ့တဏှာကိုသာပယ်လိုက်တာလေကျန်တဲ့အကျဉ်းစားတဏှာတွေဟုတ်လားအနုစားတဏှာတွေဒါတွေကလည်းတော့ကျန်နေသေးတယ်အခုသုံးတဲ့ဝါကြမှာတော့ဒါအတိအကျကြီးတော့မပြောပေမဲ့ဒါနောက်ဆုံး final attainment ကိုညွှန်းတယ်လို့ဒီလိုနားလည်ရမယ် then no claim for any attainment of the noble path and fruition ဆိုအဲ့တော့ဒီဘယ်အရိယာဖို့ရရှိခြင်းနဲ့ပတ်သက်တဲ့ခိုင်မာပြောတဲ့အပြောတွေဟာ is admissible no is admissible ဆိုလက်ခံလို့မရနိုင်ဘူးလို့ပြောတယ်ရပြီနော်အဲ့တော့ဒီက no ပါနေတဲ့အတွက် no is admissible ဆိုတော့ admissible ဆိုရင်လက်ခံလို့ရတာ no နဲ့ပြန်ချိတ်လိုက်တော့လက်ခံလို့မရပါဘူးဘယ်လိုခိုင်မာပြောတဲ့အပြောကိုမှလက်ခံလို့မရဘူးတဏှာကြီးကတန်းလန်းကြံတယ်ဟုတ်လားပြီးတော့အရိယာမက်ဖို့ကိုဒါယဟန္တာဖြစ်တဲ့အဆင့်အထိအရဟတမက်အရဟတဖို့သဘောကိုသူကရတယ်လို့ပြောနေရင်အဲ့ဒီဘယ်ပြောဆိုမှုမျိုးကိုမှဒါအမှန်လို့လက်ခံလို့မရပါဘူး The knowledge that craving has been eradicated Gata Jnana is quite important. The goal of practicing Vipassana is to remove defilements together with craving. Attainment of higher insight. The accomplishment of what should be done is complete only when craving and defilements are eradicated. It is essential to examine oneself to see whether one is really free from craving or not. If craving still remains, then no claim for any attainment of the noble path and fruition is admissible. ကဲဒါလေးကိုဥက္ကမနန္ဒဖတ်ကြည့်ပါ The knowledge that craving have been eradicated, Gata Jnana, is quite important. The goal of practicing Vipassana is to remove defilements together with craving. Attainment or higher insight, the accomplishment of what should be done is complete
only when craving and defilements are eradicated. It is essential to examine oneself to see whether one is really free from craving or not. If cravings still remain, then no claim for any attainment of the noble path in Lucian is admissible. Okay, very good. Thank you. Next timetable, no? The truth of the cessation of dukkha. Dukkha nirodha ye ariya dissa. Dukkha nirodha ariya dissa. This is the noble truth of the cessation of suffering. Thus, O Bhikkhu, concerning things not had before, there arose in me the vision, the knowledge, the wisdom, the insight, and the light. အဲ့တော့ဒါကတော့လွယ်ပါတယ်ဥဒုဇနဤဖတ်စမောင်ဒါလေး Throughout the cessation of dukkha, there is the noble truth of the cessation of suffering. That's all bhikkhus. Concerning that not been not had before, there arose since me their visions, their knowledge, their wisdom, the insights and the light. The wisdom, no? Wisdom. The wisdom. Things that. Thanks. Okay, thank you so much. Next, knowledge of the truth. Sitya jnana, no? Sitya jnana, the noble truth of the complete cessation of suffering. Complete cessation of suffering, so dukkha gani abhibhyaချုပ်ငြိမ်းသွားတဲ့အရိယသစ္စာဆိုတာက refers to ရည်ညွှန်းတယ်။ဘာကိုရည်ညွှန်းတယ်လဲဆိုရင် the state of နိဗ္ဗာန်နိဗ္ဗာန်ရဲ့ဒါနိဗ္ဗာန်တရားလို့ပြောအောင်ပေါ့နော်နိဗ္ဗာန်တရားကိုရည်ညွှန်းတယ်ပေါ့နိဗ္ဗာန်တရားဘယ်လိုဟာလဲဆိုရင် that is experience ကြုံတွေ့ခံစားအပ်တယ်။ဘယ်အချိန်ခါမှလဲဆိုရင် at the moment of insight into the noble path ဒါကတော့ direct ကြတဲ့ဟာကိုပို့ပြောတာပေါ့လေအရိယာမက်ကိုဆိုက်ရောက်သွားတဲ့အခိုက်အတန့် at the moment of insight into the noble path ဝိပဿနာဉာဏ်အဆင့်ကနေမဉ္ဇဉ်တွေကိုပြေးဝင်ရောက်ရှိသွားတဲ့အခိုက်မှာကြုံတွေ့ခံစားရနိုင်တဲ့နိဗ္ဗာန်တရားကိုဒါ the noble truth of the complete cessation of suffering ကရည်ညွှန်းပါတယ်အဲ့တော့ဒုက္ခရဲ့အပြည့်အပြည့်ချုပ်ငြိမ်းတဲ့အရိယသစ္စာကဝိပဿနာဉာဏ်အဆင့်ကနေအရိယာမက်အဆင့်ကိုပြေးဝင်သွားတဲ့အခိုက်အတန့်မှာကြုံတွေ့ခံစားသိရှိနိုင်တဲ့နိဗ္ဗာန်တရားကိုရည်ညွှန်းပါတယ် when craving is abolished ဒီမှာ abolish ဆိုတဲ့စကားလုံးလေးပြန်သုံးတယ်တဏှာကိုပယ်တတ်လိုက်တဲ့အခါပေါ့နော် all sufferings mind matter and conditioning states အဲ့တော့ mind ဆိုတာ နာမ်တရားတွေသဘောတွေပေါ့နော်ရုပ်တရားတွေပြီးတော့ conditioning state ဆိုတာသင်္ခတတရားတွေပေါ့ပြုပြင်စီရင်ခံရတဲ့အရာတွေကိုပေါင်းပြန်ပြောတာအဲ့တော့အဲ့ဒီဟာတွေကဒါဒုက္ခတွေကြီးပဲ all sufferings mind matter and conditioning state cease အဲ့တော့ဒုက္ခအလုံးကချုပ်ငြိမ်းသွားတယ်ဘယ်အခါမှလဲဆိုရင်တဏှာကိုအမြစ်ပြတ်ပယ်တတ်လိုက်တဲ့အခါ when craving is abolished all sufferings mind matter and conditioning states cease knowing the truth of the cessation of suffering is called Nirodha Satya Jnana အဲ့တော့ဒုက္ခရဲ့ချုပ်ချင်းဆိုတဲ့သစ္စာကိုသိတဲ့အသိဉာဏ်က is called ခေါ်ဆိုအပ်တယ် Nirodha Satya Jnana လို့ခေါ်ဆိုအပ်တယ် This knowledge ဒီ Nirodha သစ္စာကိုသိတဲ့ဉာဏ်ကပေါ့နော် arises ပေါ်ပေါက်လာတယ် before and after the noble path noble path ရဲ့ရှေ့ရောနောက်ရောဆိုလိုတာကအရိယာမက်ရဲ့ရှေ့ပိုင်းမှာရောနောက်ပိုင်းမှာရောဒီဉာဏ်မျိုးကပေါ့နော်ဒီနိရောဓစัจ jnana ဆိုတဲ့ဉာဏ်မျိုးကဒါဖြစ်ပေါ်လာတယ်တဲ့ noble path insight ကဒီမှာဉာဏကိုပြောနော်အရိယာမက်ဉာဏ်ပေါ့အရိယာမက်ဉာဏ်မဖြစ်ပေါ်ခင်မှာရော before ဖြစ်ပေါ်ပြီးနောက်ပိုင်းမှာရောဒီနိရောဓစัจ jnana ဆိုတဲ့ဉာဏ်မျိုးစားကဖြစ်ပါတယ်နောက်ပြီးတော့is realized ဒီအသည့်ဒီဉာဏ်က is realized သဘောပေါက်အပ်တယ်ပေါ့နော်ဘယ်အချိန်ခါမှလဲဆို at the moment of the noble path အရိယာမက်အခိုက်အတန့်မှာဒါသူ့ကို
အပြည့်အဝမြင်အပ်တယ်နားလည်အပ်တယ် at the moment of the noble path attainment အရိယာမဂ္ဂအဲ့တော့အရိယာမဂ္ဂကိုရတဲ့အခိုက်မှာတော့ the truth or knowledge the knowledge of the truth the knowledge of the truth စัจ जा ဉာဏသစ္စာကိုသိတဲ့ဉာဏ်က is the same as the knowledge of the noble path ဆိုလိုတာကတော့ at the moment of the noble path attainment ဆိုတော့အရိယာမဂ်ကိုရလိုက်တဲ့အခိုက်အတန့်မှာလို့ဒီလိုပြောတာအရိယာမဂ်ကိုရသွားပြီဆိုရင်ဒီသစ္စာကိုသိတဲ့အသိဉာဏ်ပေါ့နော် the knowledge of truth is the same as the knowledge of the noble path အဲ့တော့အရိယာမဂ်ကဉာဏ်နဲ့သွားပြီးတော့တူတယ်နိရောဓစัจ जा ဉာဏနဲ့အရိယာမဂ္ဂဉာဏဟာသွားပြီးတော့တူတယ်which experiences nibbana by realization အဲ့တော့အရိယမဂ္ဂဉာဏဆိုတာ which experiences nibbana by realization သဘောပေါက်ခြင်းအပြင်နိဗ္ဗာန်ကိုကြုံတွေ့ရတဲ့ခံစားရတဲ့အရိယမဉ္ဇဉ်ပေါ့နော်အရိယမဉ္ဇဉ်နဲ့ဒါဘာသွားတူလဲဆိုရင်စัจ जा ဉာဏကတူပါတယ်တဲ့At the moment of the noble path attainment Ariya Magga, the knowledge of true Sacca Jnana is the same as the knowledge of the noble path Ariya Magga Jnana, which experiences Nibbana by realization. အဲ့တော့ပြန်ပြီးတော့ပေါင်းပေါ့နော် knowledge of the true Sacca Jnana, the noble truth or the complete cessation of suffering refers to the state of Nibbana that is experienced at the moment of insight into the noble path.When craving is abolished, all sufferings, mind, matter, and conditioning states cease. Knowing the truth or the cessation of suffering is called Nirodha Sacca Jnana. This knowledge arises before and after the noble path insight, and is realized at the moment of the noble path.At the moment of the noble path attainment, Ariya Magga,The knowledge of truth, Sacca Jnana, is the same as the knowledge of the noble path, Ariya Magga Jnana, which experiences Nibbana by realization. အဲ့တော့ခုနကဒါလေးတစ်ချက်သေချာမပြောလိုက်ရလို့ the knowledge of truth, Sacca Jnana, is the same as the same နောက်က as ဆိုတာလေးလိုက်တယ်တခုခုနဲ့တူတယ်လို့ပြောရင် s နဲ့လိုက်ပြီးတော့တူတာเนาะတချို့တွေကတော့မသိရင်နဲ့လို့နင့်လို့ဆိုရင် WITH with နဲ့တော့ပြီးတော့ထည့်ပြောမိတတ်တယ်အဲ့ဒါလေးကို the same ဆိုရင်နောက်က s လေးလိုက်ပြီးမှ the same as something လို့ဒီလိုလေးမှတ်ထားလိုက် the knowledge of truth is the same as the knowledge of the noble path ကဲဒီလောက်ဆိုရင်ရလောက်ပါပြီကဲဥတ္တမပါဠိဒါလေးဖတ်ကြည့်ပါဦး knowledge of the truth စัจ जा ဉာဏ knowledge of the truth, Sacca Jnana, the knowledge of the complete cessation of sufferings, refer to the state of Nibbana that is experienced at the moment of insight into the noble path. When craving is abolished, or suffering mind, matter, and conditioning state seek. Knowing the truth of the cessation of sufferings is called Nirodha Sacca Jnana.This knowledge arises before and after the knowledge path inside and is realized at the moment of the noble path. At the moment of the noble path attainment, Ariya Magga, the knowledge of true Sacca Jnana is the same as the knowledge of the noble path, Ariya Magga Jnana, which experiences Nibbana by realization.Okay, thank you. Very good. Next page. Knowledge of the function, Sacca Jnana, or the noble truth, or the cessation of dukkha. Dukkha Nirodha Ariya Thissa ko da ဘာလို့ရမလဲဆိုတဲ့အလုပ်ကိုသိတဲ့ဉာဏ်ပေါ့နော် Sacca Jnanaအဲ့တော့ဟိုလိုပဲပြောရမှာပေါ့ဒုက္ခនិရောဓအရိယသစ္စာနဲ့ဆက်ဆက်ပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့အရာကိုသိတဲ့အသိဉာဏ် Sacca Jnana This is the noble truth of the cessation of suffering which should be realized အဲ့တော့လှုပ်ရမယ့်အလုပ်ကမျက်မှောက်ပြုအပ်တာပေါ့နော်သိအပ်တာမျက်မှောက်ပြုအပ်တဲ့ဒုက္ခရဲ့ချုပ်ရာဆိုတဲ့အရိယသစ္စာဖြစ်ပါတယ်တဲ့ Oh thus O bhikkhus concerning things not had before there arose in me the vision the knowledge
the wisdom, the insight, and the light. ကဲဒါလေးကတော့ပေါ့ပေါ့ပါပါပဲဒေါ်စန္ဒမှာလာဖတ်ကြည့်ပါဦး Knowledge of the function, Keja Jnanas, or the noble truth, or the cessation of dukkha. This is the noble truth or the cessation of suffering, which should be realized. That Obeko concerning things not had before, there rise in me the vision, the knowledge, the wisdom, the insight, and the light. Okay, very good, and thank you so much. Next paragraph, the Buddha said that the truth or the cessation of suffering, Nibbana, should be realized. The truth or the cessation of suffering, Dukkha, Nirodha, Dissa, ဆိုတာဗာလဲ Nibbana ပေါ့နော် အဲ့တော့ Dukkha, Nirodha, Dissa လို့ခေါ်တဲ့ Nibbana ဆိုတာ should be realized. မျက်မှောက်ပြုအပ်တယ်လို့မြတ်စွာဘုရားက set မိန့်တော်မူခဲ့တယ်အဲ့တော့ hey the Buddha set ကိုအဆုံးပြုပြီးတော့ဘာသာပြန်မှာပေါ့ the Buddha said that the true or the cessation of suffering nibbana should be realized ဒုက္ခရဲ့ချုပ်ရာဆိုတဲ့သစ္စာဒုက္ခនិရောဓသစ္စာဆိုတဲ့နိဗ္ဗာန်သည် should be realized သိအပ်နားလည်အပ်မျက်မှောက်ပြုအပ်တဲ့တရားဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားကမိန့်တော်မူခဲ့ပါတယ် The knowledge that knows the true or the cessation of suffering should be realized အဲ့တော့ဒီမှာလည်းပဲဒုက္ခရဲ့ချုပ်ရာဆိုတဲ့ဒုက္ခនិရောဓသစ္စာကိုသိတဲ့ဉာဏ်အဲ့ဒီဉာဏ်လည်း should be realized သိစရာရှိတဲ့အရာကိုသိတဲ့ဉာဏ်က is called the knowledge of the function ကိច្ចဉာဏ knows the true or cessation of suffering should be realized ဒုက္ခនិရောဓသစ္စာသည်ဒါမျက်မှောက်ပြုရမယ့်တရားဖြစ်တယ်လို့သိတဲ့အသိဉာဏ်သည် is called ဆိုအပ်တယ်ခေါ်အပ်တယ်ပေါ့နော်ဘာလို့ခေါ်ရတယ်လဲဆိုရင် knowledge of the function ကိច្ចဉာဏဘာလို့အဲ့လိုခေါ်ရတယ်လဲ since it is the knowledge that knows what function is to be performed with respect to the true or cessation and how realization take place အဲ့တော့နည်းနည်းလေးတော့ရှိတယ်အဲ့တော့နောက်နာအစကြည့်ပေါ့နော် with respect to ဆိုဒါရှေ့မှာတွေ့ခဲ့ပြီးတော့ with respect to ဆိုဘာအဓိပ္ပာယ်တော့နှစ်ဆက်လင်း၍ဆိုတာလေ with respect to related to တို့ related ဆိုပြီးတော့လည်းအဲ့လို related to တချို့လည်း with လိုက်သုံးတယ် related with နှစ်ဆက်လင်း၍ဟိုမနေ့ကပြောခဲ့တာ in connection with တို့ဘာလို့သုံးခဲ့နော် in concern with concerning ဆိုရင်လည်းဟုတ်တယ် concerning တော့မဟုတ် concern with နှစ်ဆက်လင်း၍related to related with concerning concerned with ed နဲ့ဆိုရင် with လိုက်မယ် ing ဆိုရင် with မလိုက်ဘူးအဲ့ဒါလေးရှေ့မှာတော့တစ်ခါပြောခဲ့ပြီးသားမှတ်တယ်ဦးဇင်းတို့ဒီနှစ်မှာကိုအဲ့တော့နှစ်ပတ်သက်၍ဆိုတဲ့ဟာနေစမယ်ပေါ့ with respect to the truth or cessationဒီនិရောဓသစ္စာပေါ့နော်និရောဓသစ္စာနဲ့ပတ်သက်၍ဒါကတစ်ချက် and how realization takes place ဒီဘယ်လိုမျိုးဒီမျက်မှောက်ပြုမှုနားလည်သဘောပေါက်မှုက takes place ဆိုရင်နေရာယူလာတယ်ဖြစ်ပေါ်လာတယ်လဲဆိုတာနဲ့ပတ်သက်၍ဒါကတစ်ချက်ပေါ့နော် that know what function is to be performed အဲ့တော့ဘယ်လိုအလုပ်ကိုလုပ်အပ်တယ်လဲပေါ့နော် is to be performed ဆိုတော့လုပ်အပ်တယ်လဲ what function ဆိုတော့ဘယ်လိုကိစ္စမျိုးဘယ်လိုအလုပ်မျိုးကိုလုပ်အပ်တယ်လဲဆိုတာကိုသိတဲ့ဒီလိုပြန်သွားမှာအသိဉာဏ်ဖြစ်သည့်အတွက်ကြောင့်ရှေ့ဟိုကနေပြန်သွားပေါင်းရင် since it is the knowledge ဆို it is the knowledge အသိဉာဏ်ဖြစ်တဲ့အတွက်ကြောင့် since နဲ့တွဲလိုက်တော့အသိဉာဏ်ကဘာကိုသိတယ်လဲဆိုရင် that knows what function is to be performed အဲ့တော့ဘယ်အလုပ်မျိုးကိုဘယ်ကိစ္စမျိုးကိုလုပ်တယ်ဆိုတာကိုသိတဲ့အသိဉာဏ်ဘာနဲ့ဆက်လျင်းပြီးလုပ်ရမယ့်အလုပ်လဲဆိုရင် with respect to the truth or cessation
Nirodha Dissa ne Badabido, and how realization take place. The Myamau Biumu the ball, Nale the Bobamu the Boga, below Mu, Pipola the Lesura ne Badabido, Lotin low tide, a low case sago, Dide a dinian, Piti a dwajao, Piti a dwajao, now she now a griya bale, is called Kosu Abare. Main griya is called Kosu Ade. ဘာလို့ခေါ်ဆိုအပ်တယ်လဲဆိုရင် knowledge of the function ကိច្ចညာနာလို့ခေါ်ဆိုအပ်တယ်ဘယ်သူကခေါ်ဆိုအပ်တယ်လဲဆိုရင် the knowledge အသိဉာဏ်ကခေါ်ဆိုအပ်တယ်ဘယ်လိုအသိဉာဏ်လဲဆို that knows the truth of the cessation of suffering should be realized ဒုက္ခនិရောဓသစ္စာသည်တည်တင်တည်တိုက်တဲ့မျက်မှောက်ပြုအပ်တဲ့တရားဖြစ်တယ်ဆိုတာကိုသိတဲ့အသိဉာဏ်က is called ခေါ်ဆိုအပ်တယ် knowledge of the function ကိច្ចညာနာလို့ခေါ်ဆိုအပ်တယ်ဘာကြောင့်လဲအကြောင်းက since it is the knowledge အသိဉာဏ်ဖြစ်တဲ့အတွက်ကြောင့်ဘာကိုသိတဲ့အသိဉာဏ်လဲဆိုရင် that knows what function is to be performed ဘယ်ကိစ္စဘယ်အမှုဟုတ်လားဘယ်အလုပ်ကိုလုပ်ရမယ်ဆိုတာကိုသိတဲ့အသိဉာဏ်ဘာနဲ့ဆက်လျင်းပြီးတော့လုပ်ရမယ်လို့လဲဆိုရင် with respect to the truth of cessation nirodha dissa နဲ့နောက်ပြီးတော့ and how realization takes place ဘယ်လိုမျိုးဒီမျက်မှောက်ပြုမှုသိမြင်နားလည်မှုကနေရာယူလာတယ်လဲဖြစ်ပေါ်လာလဲဆိုရတဲ့ဆက်လင်းပြီးတော့လှုပ်တင်လှုပ်တိုက်တဲ့အလုပ်ကိုသိတဲ့အသိဉာဏ်ဖြစ်လို့သူ့ကိုကိច្ចညာနာလို့ခေါ်ရပါတယ်အဲ့တော့ဝကြတော်တော်လေးတော့ရှည်တယ်ဗောနော်ဆက်ထားတာဒီမှာ၄ချောင်းတောင်မှအပြည့်လို့ရှိအဲ့တော့ဒီတဝက်ကြလုံးရဲ့ main verb ကိုရှာပါဆိုရင်ဘာကိုတော့တွေ့ညင်လေးလေးပါလေးပေါ့ပြောကြည့်လိုက်ပါ is called is called the function of the knowledge of function knowledge of function ကိစ္စညာနာအဲ့ဒါသိရင်ဒါသူရှိက subject တွေပဲသူနောက်ကတော့ဒါ sense ကတော့ clause ပေါ့နော် clause ဝကြနဲ့အကြောင်းကိုပြတဲ့ clause ဝကြအဲ့တော့အဲ့ဒါရရင်နောက်ဆက်သွား at the moment of the full and firm establishment of insight full ဆိုအပြည့်အဝပေါ့နော် firm ဆိုခိုင်ခိုင်မာမာ full and firm establishment of insight အဲ့တော့ဝိပဿနာဉာဏ်ကိုပြည့်စုံတဲ့ဟုတ်လားခိုင်ခိုင်မာမာနဲ့တိဆောက်ပြီးတဲ့အခိုက်အတန့်ဆိုလိုတာကတော့ဝိပဿနာဉာဏ်ရင့်တန်သွားတဲ့အခိုက်မှာပါပဲ when there is an equanimity toward all formations အမှဝိပဿနာဉာဏ်ရင့်တန်သွားတယ်ဆိုရင်ထွတ်ရောက်သွားတယ်ဆိုရင်သင်္ခါရုပ္ပခဉာဏ်ပေါ့အဲ့တော့ဒီကအတိုင်းဆိုရင်တော့စင်္ခါရုပ္ပခဉာဏစင်္ခါရုပ္ပခဉာဏ်ဖြစ်ပေါ်တဲ့အခါမှာရှိတဲ့အခါမှာဆို when there is an equanimity toward all formation Sankharupika Jnana and why observing arising and passing away of phenomena ဒီယုတ်တရားနံတရားတွေရဲ့ဖြစ်ချင်းပြည့်ချင်းကိုရှုမှတ်နေတဲ့အခိုက်သင်္ခါရုပ္ပခဉာဏ်ဖြစ်တဲ့အခိုက်လည်းဟုတ်တယ်ဒီယုတ်တရားနံတရားတွေကိုဖြစ်ချင်းပြည့်ချင်းလို့လည်းရှုမှတ်နေတဲ့အခိုက်ဖြစ်တယ်ဟုတ်လားဒီမှာတော့ဟိုသင်္ခါရုပ္ပဉာဏ်ဖြစ်တဲ့အခါဒီမှာအခိုက်ပေါ့နော်အခါနဲ့အခိုက်ဝင်းကအခါဝိုင်းကအခိုက် the place of awareness ceaseless accelerates ဆိုတာသူကအရှိန်မြင့်လိုက်တာပေါ့နော်အရှိန်မြင့်ထည့်လိုက်တာ until the objects and awareness sankhara plunge into the state of cessation where all sankhara come to an end အရှိန်မြင့်လိုက်တာတဲ့ဘယ်လိုမြင့်လိုက်လဲဆိုရင် until the objects and awareness object ကအာယုံလေ awareness ကရှုမှတ်တဲ့တတိနဲ့စိတ်ပေါ့ဒီဘက်ကအဲ့တော့အဲ့ဒီနှစ်ခု plunge into a state of cessation ချုပ်သွားတဲ့အခြေအနေကြီးတူတွေကိုဘယ်လိုလုပ်တော့ထိုးဆင်းသွားတယ်ဒါမှမဟုတ်စိုက်ကြသွားတယ်ဆိုထိုးဆင်းတယ်စိုက်ကြတယ်ဒါမှမဟုတ်ပြေးဝင်တယ်လို့ပြောမယ်ဆိုပြောရThe bliss of awareness accelerates ကအရှိန်မြင့်လိုက်ပါတယ်တဲ့ The bliss of awareness accelerates until the objects and awareness sankhara plunge into a state of cessation where all sankhara come to an end ဒါတစ်ဖြတ်ပေါ့နော် where all sankhara come to an end ဆို
သင်္ခါရတွေအားလုံးသင်္ခါရတရားတွေအားလုံးချုပ်ဆုံးသွားတဲ့နေရာပေါ့နော်ဒါတင်စားပြီးတော့ပြောတာ where all သင်္ခါရ come to an end come to an end ဆိုအဆုံးသတ်သွားတာပဲချုပ်ငြိမ်းသွားတာအဲ့တော့သင်္ခါရတွေအားလုံးချုပ်ငြိမ်းသွားတဲ့နေရာလို့ဆိုရတဲ့ a state of cessation ဆိုနိဗ္ဗာန်ကိုညွှန်းတာချုပ်သွားတဲ့သဘောတရားကြီးနိဗ္ဗာန်ကြီးပေါ့နော်အဲ့ဒီကိုပြေးဝင်သွားတယ်တဲ့ထိုးဆင်းသွားတယ်ဘာတွေကထိုးဆင်းသွားတယ်လဲဆိုရင် until the objects and awareness ဒီအာယုန်တွေရှုမှတ်တဲ့စိတ်တွေကအဲ့ဒီကိုပြေးဝင်ရောက်ရှိသွားဆိုလိုတာကတော့အာယုန်ပေါ်မှာလည်းရှိမနေတော့ဘူးဒီဘက်ကဒီကိလေသာနဲ့လည်းမြင်မနေတော့ဘူးပေါ့နော်စွဲမနေတော့ဘူးတခါတည်းဟိုဘက်ကိုလောကီစိတ်အခြေအနေကနေဒါလောကုတ္တရာစိတ်အခြေအနေစိတ်ကဖြစ်သွားမယ်အာယုံကြတော့ဒါနိဗ္ဗာန်အာယုံဖြစ်သွားမယ်သင်္ခါရအာယုံကနေနိဗ္ဗာန်အာယုံအဲ့ဒါကြောင့်မလို့ where all သင်္ခါရ come to an end ဆိုသင်္ခါရတရားအလုံးချုပ်ဆုံးသွားတဲ့နေရာဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့ဒါនិရောဓချုပ်ငြိမ်းမှုအခြေအနေတွေကိုဒါရောက်ရှိသွားတယ်ထိုးဆင်းစိုက်ကြသွားတယ်အဲ့တော့ဘယ်ကနေလာလဲပေါ့နော်ဒီဝကြat the moment of the full and firm establishment of insight အဲ့တော့ဒီဝိပဿနာဉာဏ်ပြည့်ပြည့်ဝဝခိုင်ခိုင်မာမာနဲ့တိဆောက်ပြီးတဲ့အခိုက်အတန့်မှာဒါကတစ်ချက် when there is an equanimity to all formations ဒီသင်္ခါရုပ္ပခဉာဏ်လို့ဆိုတဲ့သင်္ခါရတရားတွေစီကိုဒါပြစ်မှတ်ထားပြီးတော့ဥပိ္ပခာပြုတ်လိုက်တဲ့သဘောပေါ့နော်ဥပိ္ပခာဆိုတာအလေအလတ်ပဲဖြစ်ပြီးပြက်နေလို့ဖြစ်တာလဲဝမ်းမသာဘူးပြက်တာလဲသူကစိတ်မဆင်းရဲတဲ့အခြေအနေတရားပေါ့တတရမစ္စတုပိ္ပခာပုံစံအဲ့တော့သင်္ခါရတရားတွေပေါ်မှာလစ်လျူရှုလိုက်တယ်ဆိုတဲ့သဘောကဖြစ်ပြီးပြက်နေဖြစ်လို့လဲဝမ်းမသာဘူးပြက်သွားလို့လဲဝမ်းမနေဘူးဒီတိုင်းပဲတဲ့မတ်မတ်နဲ့သူကရှုနေတဲ့အခိုက်အတန့်ပေါ့နောက်တစ်ချက်က why observing arising and passing away of phenomena ဒီယုတ်တရားနံတရားတွေဖြစ်ပြီးပြက်နေတဲ့အခိုက်မှာတဲ့ဒါဟွာပဲရှိသေးရနော်ဒီတိုင်းပဲဟိုပြောမယ်ဆိုရင် clause ပုံစံလို့ပြောရမှာပေါ့ဒါမှမဟုတ် preposition လို့လည်းပြောရမှာ at the moment of the full and firm establishment of insight when there is an equanimity to all formations Sankharuppekha jnana and why observing arising and passing away of phenomena the place of awareness the place of awareness or the tika shumade niya sorry the pace no place mode the pace of awareness pace ဆိုတာလေးကသူကလမ်းကြောင်းသဘောပဲချိန်အရှိန်အဟုန်လို့လည်းပြောလို့ရတယ်အဲ့တော့တတိရဲ့အရှိန်ပေါ့နော် the pace of awareness accelerates မြင့်သွားတတိတွေပိုပြီးတော့ကြည်လင်ပြတ်သားအားကောင်းသွားတာမျိုးပြောတာ until the objects and awareness plan into a state of cessation အဲ့တော့ဒီအာယုန်တွေရှုမှတ်တဲ့စိတ်တွေအကုန်လုံးကဒီသင်္ခါရအလုံးချုပ်ဆုံးရနေရဖြစ်တဲ့និရောဓသစ္စာလို့ဆိုရတဲ့နိဗ္ဗာန်တဲကိုဒါပြေးဝင်ရောက်ရှိသွားတယ်ထိုးဆင်းသွားတယ်ထိုးဆင်းသွားလောက်တဲ့အထိကိုဟုတ်လားအရှိန်အဟုန်ကမြင့်သွားပါတယ်အဲ့တော့ main subject ကပါလဲဆိုရင် the pace of awareness ဟုတ်လား main subject က main ဘက်ကပါလဲ accelerates ချိန်မြင့်လိုက်တယ်ဘယ်အထိမြင့်လိုက်တာလဲဆိုလို့ရှိရင်သင်္ခါရတွေအလုံးချုပ်ဆုံးသွားရနေရဖြစ်တဲ့និရောဓဆိုတဲ့နိဗ္ဗာန်တွေကိုပြေးဝင်ရောက်ရှိဆက်ရောက်သွားတဲ့အထိဘာတွေရောက်တယ်လဲဆိုရင်တော့အာယုန်နဲ့ရှုစိတ်တွေရောက်သွားတဲ့အထိကိုအရှိန်မြင့်လိုက်ပါတယ်ဒီမှာသွားဆုံးတာအဲ့တော့ဘလောက်ပဲဝကြကြီးရဲ့ရှည်နေအဓိက main subject နဲ့ main verb ကိုအဓိကကင်တတ်ဖို့လို့အဲ့ဒါကိုမြင်အောင်ကြည့်ပေါ့နော်အဲ့ဒါဆိုရင်ပို့ပြီးတော့နားလည်မယ်အဲ့တော့ကိုယ့်အကိုရေးရင်တော့တူတူရှင်းရှင်းရေးရင်ပို့ပြီးတော့ကောင်းပါတယ်ဒါတွေကတော့ပညာရှင်တွေရေးထားတဲ့ဟာဆိုတော့ဒါဝကြတော်တော်ရှည်ရှည်သုံးထားတာတွေ့ရတယ်အဲ့တော့ကိုယ့်အကိုကျတော့ simple sentence သဘောလေးတွေနဲ့ပို့ပြီးတော့ရေးပေးရင်ပို့အဆင်ပြေတယ်ဒီတို့ဒီတက္ကသိုလ်ကပရမဆုံးပါချုပ်ဖြစ်တဲ့ဒေါက်တာစီလနန္ဒဘီကွန်စာအုပ်တွေဆိုရင်ရေပုံရကြည့်လိုက်ရင်သူက simple sentence နဲ့ပဲရေးတာနောက်ဒုတိယပါချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘီကွန်စာတို့လည်းအဲ့ဒီသဘောပဲသူတို့ဗိဓမာစာအုပ်တွေဆိုရင်ရှင်းနေတာရိုးရိုးရှင်းရှင်းလေးပဲရေးတာပေါ့အဲ့တော့ကိုယ့်အကိုကတော့ရိုးရိုးရှင်းရှင်းနဲ့သွားတာပေါ့လေအဲ့တော့တခြားသူရေးထားတာဆိုတော့လေဘယ်လိုပဲရေးထားအဲ့ဒါကိုနားလည်အောင်ကိုကကြိုးစားပြီးတော့ဖတ်တတ်ရမယ်ပေါ့နားလည်ရမယ်ကဲအဲ့ဒါဆိုရင်ဒါဒီ
paragraph တစ်ခုလုံးမှာဦးဇင်းတို့ရေးသွားတဲ့ဝကြအနေထားနှစ်ဝကြပဲပါဝကြကိုယ်ဆိုအဲ့ဒါပဲလေဟုတ်လားဓမ္မစရိယဝကြကိုယ်ဘာဝကြလဲပေါ့ဒါ The Buddha said that the truth of the cessation of suffering nibbana should be realized. The knowledge that knows the truth of the cessation of suffering should be realized is called knowledge of the function Gijja Jnana, since it is the knowledge that knows what function is to be performed with respect to the truth of cessation and how realization takes place. At the moment of the full and firm establishment of insight, when there is an equanimity toward all formation, Sankharupika Jnana, and while observing arising and passing away of phenomena, the pace of awareness accelerates until the objects and awareness sankhara plunge into a state of cessation, where all sankharas come to an end. Kati paragraph goro ukisara phajo. And the Buddha said that the truth of the cessation of suffering, Nibbana, should be realized. The knowledge that knows the truth of the cessation of suffering should be realized. It's called knowledge of the function Gijja Jnana, since it is the knowledge that knows what function is to be performed with respect to the truth of cessation and how realization takes place. At the moment of the pull and pan, a supplemental insight. When there is an equanimity toward all permissions, Sankarupika Jnana, and one observing arises and passing away all phenomena, the pace of awareness accelerates until the objects and awareness, Sankara, plunge into the spiritual cessation, where all Sankara come to an end. Okay, very good, thank you. အဲ့ဒီထဲမှာအထင်ရှားဆုံးကတော့ထက်သောအောင်နှခမ်းထိမဲ့ဟာလေးတော့နည်းနည်းမထိသေးဘူးလို့ပြောရမှာထိပြီလားဆိုမထိသေးဘူးလို့ပြောဟုတ်လားထက်သောအောင်နှခမ်းထိရမဲ့ဟာတွေမှာနှုတ်ခမ်းတစ်ခုပဲထိပြီးတော့ထွက်သွားတာအဲ့ဒါကိုသတိပြုမိတယ်တစ်လုံးပဲချော်ပြီးမထိရလားဆိုရင်အကုန်လုံးနီးမှမထိဘူးဖြစ်နေအဲ့ဒါတော့သေချာပြန်ပြီးတော့ဂရုစိုက်ပေါ့လေဥပမာ food and fun လို့နေရာမျိုးတွေ formation လို့နောက်ပြီးတော့ဗာလဲ phenomena ဆိုရင် ph ဆိုရင် father မယ်လေထက်သောအောင်နှခမ်းထိတယ် phenomena အဲ့ဒီအပိုင်းတွေပေါ့အဲ့တော့အဲ့ဒီအထက်သောအောင်နှခမ်းထိရမဲ့အတန်နေရာတွေမှာအဲ့ဒါလွတ်နေတယ်ပေါ့လေတခြားနှုတ်ခမ်းတစ်ခုနဲ့ထိပြီးတော့ထွက်နေတာသတိပြုမိတယ်အဲ့တော့အဲ့ဒါလေးကိုဂရုစိုက်ပြင်ပေါ့လေ့ကျင့်ပေါ့ Okay, next paragraph. At the time of realizing the cessation of all conditioned states, Tinkhara Deyari Alum, Tinkata, Bubian seeing Kayara Deyari Alum, Chosonda go, Nale the Wopau de Chain Kama, at the time of realizing Nale Reka, Bago Nale Dale, Bago Dida Les, and the cessation of all conditioned states. Tinkata Deyari Alum Chosonjingo Nale the Wopau de Kama, craving also cease. Hello, the Wopau Dane de Biane, Damede Dana Zurale, Longwa, Pietwa Dware, or not Choning Dware, craving also cease. Dika Gadiorua, Edilo, Denari Gilidari, Mabena Naga, the Woma Paulo, Namalelu, Nale and Dua, Dambido, Dana Bup. Lojin Zayayi lo Seka Tinida, Mangam Hopulo Biola Miao. Namaleda Polly, Nale, you know, da Tidoyen, Malogino, Madide Edwe, Login. Don't what I hear, Lojin Zayim Hopulo, Didore Dua. Lojin Balo, you are only beyond on me, you know. Pale, Pialega Shieli, Dirima, Bideza, Malays. Hola, tu. That shin don't want you don't, that shin don't jamma don't want the Bia Pale, the town like the Dingla, hello, the baby ma, Naja, the Galet de Yo. Well, I would do my Melodian, no, by some be mess or Adama, Melodian edge in the Yo. You are only beyond that on me out.
ဟုတ်လားယဟန်လေးတစ်ပါးအဲ့လိုဆုံးခံသွားရင်လည်းတွေ့ပြီးတော့စားမရအိမ်မရအဲ့လိုဖြစ်နောက်အဲ့ဒီယဟန်မှာခြေနေမှန်သိသွားတော့ကြတော့မလိုချင်တော့ဟုတ်လားယူပါလို့ပြောတော့မှမလိုချင်တော့အဲ့တော့ခြေနေမှန်တွေတို့ကမသိတာကပြဿနာပဲအဓိကအဲ့ဒါကြောင့်ဒုက္ခကိုဒုက္ခမှန်သိအောင်လုပ်ဒုက္ခကိုဒုက္ခမှန်မသိလို့ကိုလိုချင်မှုဇွဲလန်းမှုဆိုတာကဒီတို့မှာဖြစ်နေရတယ်အဲ့ဒါသာသိရင်မလိုချင်တော့အဲ့တော့မသိလို့ပတ်နေရတာပေါ့လေသိရင်ပြတ်သွားတယ်အဲ့ဒါနဲ့ဒီစကားလုံးနဲ့တစ်ခါပြန်ချုပ်ပြောရမြန်မာလိုဆိုရင်တော့ပိုပြောကောင်းတယ်အင်္ဂလိပ်လိုကြတစ်ခါလေးပြောမရဘူးအဲ့လိုတွေကမြန်မာလိုကြစကားလုံးလေးတွေလှည့်လဲပြီးတော့ပြောလို့ကောင်းမသိလို့ဘာဖြစ်တော့ပတ်ရတယ်သိရင်ပြတ်သွားတယ်မသိရင်အဲ့ဒါပတ်နေလက်ပတ်ဝိပတ်ကြီးဖြစ်အဲ့ဒီနာတဝဲလဲလဲဟုတ်လားဘယ်တော့ရမလဲရနိုးနဲ့လက်ပတ်ပြီးတော့စောင့်မျောမသိတော့ပတ်ပေါ့နော်သိတော့ပြတ်တနည်းပြောရင်သိတော့ရက်သွားတယ်ခါတိုင်းပြောနေကြရတော့ဒီလိုပါလဲနားမလဲရင်တန်တရာလဲတာကိုမလဲရင်လဲတယ်နားလဲသွားရင်တန်တရာမလဲတော့ဟုတ်လားလဲရင်မလဲတော့မလဲရင်လဲတယ်ဒီတိုင်းပဲပြောရင်တော့ဘာတွေတုံးလို့ပြောဘာရရှုပ်နေတကယ်တမ်းကျအဲ့ဒီအဓိပ္ပာယ်သဘောနဲ့ကြည့်လိုက်ရင်တော်တော်လေးသဘာဝကျမလဲသေးသမျှတော့လဲနေရအောင်ပါပဲဟုတ်လားလဲသွားရင်မလဲတော့ဘူးဒါတကယ်ပြောမယ်ဆိုညံပါတဲ့ဟာပဲလေဟိုမြတ်စွာဘုရားနဲ့ဒီအင်္ဂုလိမာလာကြီးနဲ့ဆိုလဲအဲ့လိုပဲသိသွားရင်တစ်ချက်ပဲမသိလို့ဒါတိုင်ပတ်နေတာရေတို့ကတကယ်တမ်းကဒါညံနဲ့တကယ်ရှုပြီးသိရမှာပေါ့နော်ဒါကတော့အပြောနဲ့သိတဲ့အပြောပေါ့သုတ္တမယနဲ့ရှောက်ပြောရတဲ့အပြောပေါ့လောလောဆယ်ရတော့ဟုတ်လားယဟန်ဂေါရမမပြေးနဲ့ဆိုပြီးတော့လိုက်တာငါရက်နေတာကြာပြီမင်းသာပြေးနေတာဆိုပြီးတော့ဒါပဲပြောလိုက်တာအဲ့ဒါနဲ့တင်ကင်လာတဲ့ဓာတ်တွေလွတ်ချပြီးတော့တခါတည်းကိုဟုတ်လားအသိဉာဏ်ပွင့်သွားရင်လည်းတစ်ချက်ပိတ်နေရင်လည်းကြာကြီးပဲဟုတ်လားလဲလို့မဆုံးမလဲသေးဘူးဆိုတော့လဲသွားရင်မလဲတော့အခုသိတာနဲ့ဟုတ်လားသိသွားရင်လဲနေတာတွေကရက်သွားတယ်ပြတ်သွားတယ်မသိရင်ပတ်နေရတယ်အဲ့တော့လဲပတ်နေတာအဲ့တော့အဲ့ဒီဟာအဓိကစာလဲအဲ့လိုပဲလေမီးနေမသိဘူးမသိရင်အဲ့ဒါလဲနေတယ်သိသွားရင်မလဲတော့ဟောဒါအဓိပ္ပာယ်ပဲဆိုပြီးသွားတယ်တန်တရားတွေရှင်းသွားတယ်အမြင်တွေရှင်းသွားတယ်ဟုတ်လားတန်တရားရှင်းတာဝိသိကိစ္စရှင်းသွားတာအမြင်ရှင်းသွားတာမိစ္ဆာဒိဋ္ဌိပျောက်သွားတယ်အမြင်မှားတွေပျောက်သွားအဲ့တော့တရားသဘောနဲ့စာသဘောနဲ့လည်းပြန်ကတ်ကြည့်ရင်သိမကွာလားအဲ့တော့စာအဆင့်သိတာကတော့အပေါ်ယံပေါ့လေဒီလိုကဒါကိုတကယ်လက်တွေ့သိအောင်ကတော့တကယ်ကိုအချိန်ခါပေးပြီးတော့ကျင့်ကြံအားထုတ်အောင်ပေါ့โอเคဖေအဲ့တော့ဒါမသိရင်ပတ်မယ်သိရင်ရက်မယ်ဟုတ်လားလဲရင်မလဲတော့ဘူးမလဲရင်လဲရအောင်မယ်အဲ့ဒီနှစ်ခုတခြားမှတ်ထားပေါ့တရားလေးပါလေးဟောရင်လည်းထည့်ပြောလို့ရ That cessation of craving is termed the truth of cessation အဲ့တော့တဏှာချုပ်သွားတဲ့အချုပ်ကိုပဲ is term ခေါ်ဆိုအပ်တယ်ဟုတ်လားအမည်ပေးလိုက်တယ်ပေါ့နော် the truth of cessation နိရောဓသစ္စာလို့ဒီချုပ်တဲ့အမှန်တရားဆိုတာဘာချုပ်တာလဲပေါ့နော်ဝမ်းချုပ်တာလားမဟုတ်ဘူးဟုတ်လားတဏှာချုပ်တာကိုပြောတယ်တဏှာချုပ်မှာဒုက္ခချုပ်မှာဟိုမြတ်စွာဘုရားသစ္စာနာမည်တက်တော့ကြတော့ဒုက္ခនិရောဓလို့တက်တယ်လေဒုက္ခရဲ့ချုပ်ရာတကယ်အလုတ်လို့ရင်ဘာကိုချုပ်အောင်လုပ်ရလဲဆိုရင်တဏှာကိုချုပ်အောင်လုပ်ရတယ်အဲအကြောင်းမလို့ဒီမှာ thus cessation of craving is termed the true of cessation တဏှာချုပ်သွားခြင်းသဘောကိုပဲဒါនិရောဓစัจ जा လို့အမည်ပေးရတာပါတဲ့အမှန်တော့တကယ်သစ္စာ၄ပါးကိုရည်တွက်ရင်ဒုက္ခនិရောဓလို့တွေ့မှာဟုတ်လားအကျိုးချုပ်တဲ့ဟာကိုပဲနာမည်တက်ထားတာအကြောင်းချုပ်မှာအဲ့ဒီအကျိုးကချုပ်မှာအဲ့တော့နာမည်ပေးတော့ကတော့မြတ်စွာဘုရားကဒုက္ခនិရောဓလို့ပေးလိုက်တယ်ဒါပေမဲ့တကယ်ဒုက္ခကိုချုပ်ခြင်းရင်ဘာကိုပယ်ရမှာလဲဆိုရင်သမုဒိယကိုပယ်ရမယ်အဲအကြောင်းမလို့ဒီမှာသမုဒိယဆိုတဲ့တဏှာပေါ့နော်The cessation of craving is termed the true or cessation nirodha sajja, which is known by direct realization of the noble path. အဲ့တော့ဒီနိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကိုကဘာနဲ့မှမျက်မှောက်ပြုလို့ရလဲသိလို့ရလဲဆိုရင် which is known by direct realization of the noble path. တော့အရိယာမဉ္ဇဉ်နဲ့တာလျင်တိုက်ရိုက်သိမြင်တာနိုင်တာပေါ့နော်နိဗ္ဗာန်ဆိုတာရောတို့ဂုတ္တရဘူးနဲ့လည်းနိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ရိုးတ
ခြားမဟာကုသိုလ်စိတ်တွေနဲ့လည်းနိဗ္ဗာန်ဆိုတာလောဘဒေါသစတဲ့ကိလေသာကင်းတဲ့အခြေအနေတရက်ပဲလို့ဒီလိုအာယုံပြုတာပေါ့အနုမာနသဘောနဲ့တိုက်ရိုက်ကြတော့ပစ္စက္ခပေါ့နော်ပစ္စက္ခမျက်မှောက်အနေနဲ့ကြတော့သူကမဉ္ဉဏ်ရမှာအရိယာမဲ့နဲ့မှာဒါတိုက်ရိုက်သိမြင်အပ်တဲ့ဟုတ်လားနိရောဓသစ္စာလို့အမည်ပေးရပါတယ်ပေါ့နော်တို့ဒီတဏှာချုပ်သွားပြီဆိုလို့ရှိရင်အဲ့ဒီတဏှာချုပ်သွားတဲ့အခြေအနေကိုအရိယာမဲ့နဲ့မှာတိုက်ရိုက်သိမြင်လို့ရနိုင်တဲ့နိရောဓစัจ जा လို့ဆိုတဲ့ the true of cessation လို့အမည်ပေးလိုက်ရတယ်အဲ့မှာနိရောဓစัจ जा လို့အမည်ပေးတယ်နိရောဓစัจ जा ဒုက္ခဒုက္ခံအရိယစัจ जा ဒုက္ခသမုဒယအရိယစัจ जा ဒုက္ခនិရောဓံအရိယစัจ जा ဒုက္ခនិရောဓံလို့သုံးပေမဲ့နာမည်ပြန်ပြောပြန်တော့အလွယ်ပြောတော့និရောဓစัจ जा လို့ပြောကြလေនិရောဓသစ္စာဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာအဲ့တော့និရောဓသစ္စာချုပ်ချင်းမှန်တရားဆိုတော့ဘာချုပ်တာတော့ဆိုရင်တဆင့်ချင်းပြောရင်တော့ဒုက္ခချုပ်တာပေါ့ဒုက္ခချုပ်တာလည်းဘာကြောင့်လဲဆိုရင်သမုဒယတဏှာချုပ်သွားလို့အဲ့ဒါကြောင့်ဒီမှာ cessation of craving ကဒါအကြောင်းရင်းပဲအဲ့ဒါကိုပယ်လိုက်မှချုပ်လိုက်မှဒုက္ခလည်းချုပ်တယ်ဒုက္ခချုပ်သွားမှအဲ့ဒါကိုပဲនិရောဓစัจ जा ဆိုပြီးတော့ the truth of cessation လို့ဒီလိုခေါ်ရတယ်တဲ့အဲ့ဒါလောက်ဆိုသဘောပေါက်လောက်ပါ The Buddha accomplished the knowledge of the function of nibbana အဲ့တော့နိဗ္ဗာန်ကိစ္စပေါ့နော် the function of nibbana ဆိုနိဗ္ဗာန်ကိစ္စနဲ့ပတ်သက်တဲ့ဉာဏ်ကိုမြတ်စွာဘုရားကပြည့်မြောက်စေခဲ့တယ်ပြည့်မြောက်ခြင်းသို့ရောက်စေခဲ့တယ် accomplished ဘယ်ကတဆင့်ပြည့်မြောက်စေတယ်လဲဆို through the path and fruition of the final stage of an arahant အဲ့တော့ယဟန္တာပုဂ္ဂိုလ်ရဲ့နောက်ဆုံးအဆင့်ဆိုပြောရတဲ့မဉ္ဇဉ်ဖုန်ဉဏ်ကနေတဆင့်ဒါနိဗ္ဗာန်ဆိုတဲ့ကိစ္စကိုသိတဲ့ဉာဏ်မျိုးကိုမြတ်စွာဘုရားကပြည့်မြောက်စေတယ်ဒါကတစ်ချက်ပေါ့နော်ဘယ်အခိုက်တန့်မှာလဲဆိုရင်နောက်က why sitting at the foot of the Bodhi tree ဆိုမှာ Bodhi ပင်ခြေရင်းမှာထိုင်နေစဉ်ကာလတုန်းကပြည့်မြောက်စေခဲ့တယ်ဒီကိုသွားပေါင်းမှာ the Buddha accomplished ပြည့်မြောက်တယ်ဆိုတာတော့ဘာလဲဆိုရသွားတာပါပဲတကယ်တမ်း the knowledge of the function of nibbana through the path and fruition of the final stage of an arahant while sitting at the foot of the Bodhi tree အဲ့တော့တစ်ပင်ခြေရင်းဆိုရင်ဒီတိုင်းသုံးတယ်နော်တစ်ပင်ခြေရင်း at the foot of the Bodhi tree တချို့ကျလည်း foot မသုံးဘဲနဲ့ roof လို့သုံးတယ် root 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 ဟုတ်လားဒါကတော့ foot နဲ့ root နဲ့ခြေရင်းနဲ့မူလနဲ့အဲ့လိုအတန်အတွက်တူလားမသိ root ကြ root เนาะ food နဲ့အတူတူပဲ food ဥဒန်နဲ့ပေးတယ် fa uta ra uta ဆို roof ဒါပေမဲ့ဒီဟာမှာကျတော့ food က fa uta နဲ့ပေးတယ် foot ဟုတ်လား food လို့မထွက်ရဘူး foot ပြောတော့ပြောပြီးသားတွေပါပြန်ပြီးတော့ review လုပ်ပေးတယ်ဟုတ်လားအစားအသောက်နဲ့ခြေထောက်နဲ့ကွဲပါစေပေါ့လေတန်ထွက်တဲ့အခါအဲ့မှာလွဲတတ်လို့ပြောတယ်တော့ကြာငါအစားအသောက်လေးနည်းနည်းလိုတယ် I need some food လို့ပြောချင် I need some food ဖြစ်နေမှာဆိုလို့ခြေထောက်ပေးလိုက်မယ်အစားအသောက်မရပဲနဲ့ရော့ကွာခြေထောက်ကြီးရက်ဆိုပြီးတော့ Okay ဗျာအဲ့ဒါကတစ်ချက်သိတဲ့ဟာပေါ့လေ At the foot of the Bodhi tree he continued to ရှေ့ဆက်တယ်ပေါ့နော် to recount ဆိုတာအသေးစိတ်ပြန်ပြောတာဆက်ပြီးတော့ तू တွေးခဲ့တဲ့ तू ကြုံခဲ့တဲ့ခြေနေတွေကိုပြန်ပြီးတော့မြတ်စွာဘုရားပြောတာကို recount လို့သုံး recount ဆိုတာဟိုလိုပြန်ရေတွက်တာမဟုတ် तू ဖြစ်ခဲ့တဲ့ဖြစ်ပျက်တွေကိုပြန်ပြောင်းပြီးတော့ပြောတာအဲ့တော့ပြောတာနဲ့ continue နဲ့တွဲလိုက်တော့ဆက်ပြောတယ်ပေါ့ he continued to recount how he had developed the knowledge of what had been done regarding the truth of cessation နိရောဓသစ္စာနဲ့ပတ်သက်ပြီးတော့ဒီမှာ regarding ဆိုတာလေးလာဟိုတနေ့ကပြောတဲ့ထဲမှာလည်းနည်းနည်း with regard to လို့ပါသွားတယ်နော် with regard to နှစ်ဆက်လင်း၍with regard to regarding တချို့ကြဟို in this regard ဆိုဒါနဲ့ဆက်လင်း၍လို့အဲ့လိုပြောတဲ့အခါဆိုရင်တော့ in this regard လို့သုံးတာရှိတယ်
ဒါနဲ့ဆက်လျင်းပြီးတော့ in this regard အဲ့တော့ regarding the truth of cessation ဆိုနိရောဓသစ္စာနဲ့ပတ်သက်ပြီးတော့ what had been done ဆိုပြုတိုက်တဲ့အရာကိုဒါသိတဲ့ဉာဏ်ပေါ့နော်အဲ့ဒါကို how he had developed ဆိုဘယ်လိုမျိုးပွားများအောင်လုပ်ခဲ့သလဲဆိုတဲ့အချက်ကိုမြတ်စွာဘုရားကဆက်ပြီးတော့ပြန်ပြောပြတယ်လို့ဒီရှေ့ဆုံးက main ကရိယာဘက်ကိုပြန်သွားပေါ့နော် he continued ဒါအဓိကပဲ subject နဲ့ verb ပြီးမှ to recount ပြန်ပြောင်းပြောဖို့ဘယ်လိုပြောတာလဲဆို how he had developed သူဘယ်လိုအထုတ်ခဲ့သလဲပေါ့နော်ပွားများအောင်လုပ်ခဲ့သလဲဘာကိုလုပ်တယ်လဲ the knowledge အသိဉာဏ်ကိုဘယ်လိုအသိဉာဏ်လဲ of what have been done ဒီပြုတိုက်တဲ့ပြုရမယ့်အသိဉာဏ်ကိုဘယ်လိုမျိုးသူပွားများအောင်လုပ်ခဲ့တယ်လဲဆိုတာကိုမြတ်စွာဘုရားကပြန်ပြောင်းပြီးတော့ဆက်လက်မိန့်ပါတယ်အဲ့တော့ဘာနဲ့ပတ်သက်တဲ့ဉာဏ်လဲဆိုရင် regarding the truth of cessation နိရောဓသစ္စာနဲ့ဆက်ဆက်တဲ့ဉာဏ်အဲ့ဉာဏ်ကိုမြတ်စွာဘုရားကဘယ်လိုမျိုးပွားများအောင်အသိဉာဏ်ပွင့်အောင်အားထုတ်ခဲ့တယ်လဲဆိုတာကိုဆက်လက်ပြီးတော့ပြန်မိတ်ဆိုတော်မူခဲ့ပါတယ်ပေါ့နော်အဲ့ဒါလောက်နားလည်ရင်ရလောက်ပါတယ် Okay ပြန်ပေါင်းမယ် at the time of realizing the cessation of all conditioned states craving also cease that cessation of craving is termed the truth of cessation nirodha satya which is known by direct realization of the noble path such realization is known as penetrated insight by realization Sichikriya Padiweda. Oh, di hajodo no. Such realization, dilomyo, the bopa muga is known. Tinshare, balo tinshare, as penetrated insight by realization. By realization, the Myanmar Bujin Apin, Totun Biti at the Nyan, Sichikriya Padiweda lo, Tinshabare. Such realization is known as penetrated insight by realization. Sachi Kriya Padiweda. The Buddha accomplished the knowledge of the function of Nibbana through the path and fruition of the final stage of an arahant. While sitting at the foot of the Bodhi tree, he continued to recount how he had developed the knowledge of what had been done regarding the truth of cessation. Okay, the last saying though. သဘောပေါက်တော့ပါပြီအဲ့ဒါကိုတော့ပုံညကြရီဖတ်ကြည့်ပါ At the time of realizing the sensation of all conditional states, craving also says that sensation of craving is the truth of sensation. Neurosisa, which is known by direct realization of the noble path. Such realization is known as penetrated insight. By realizations, Sisikriya Padiweda. The Buddha completes the knowledge of the function of Nirvana through the birth and function of the final state of an arahant. While sitting through the birth and fruition of the final state of an arahant. While sitting through the birth of While sitting at the foot of the Bodhi tree, he continues to recount how he has developed the fruit of the Bodhi tree. He continues to recount how he has developed the knowledge of what has been done, regarding the truth of the sensation. Okay, very good. Thank you so much. Pali slowly. Pali PA ရပြီမလား diploma လား
Sachi Kiriya Padiweda. Okay, Arabiro she said me. Knowledge of what has been performed Gada Jnana with regard to the noble truth or the cessation of dukkha. Cessation of suffering. Dukkha Nirodha Ariya Dissa ne Sesabiro. ပြုအပ်ပြီးပြီဆိုတဲ့အချက်ကိုသိတယ်အသိဉာဏ်အဲ့ဒါကိုဗာလဲပါဠိလိုကကတ္တဉာဏ knowledge of what has been performed ပြုအပ်ပြုသင်ပြုတိုက်တဲ့အရာကိုပြုပြီးပြီလို့သိတဲ့အသိဉာဏ်ကတ္တဉာဏဘယ်ဟာနဲ့ပတ်သက်တာလဲဆို with regard to the noble truth of the cessation of dukkha ဒုက္ခនិရောဓအရိယသစ္စာနဲ့ပတ်သက်ပြီးတော့ပြုသင်ပြုတိုက်တဲ့အရာကိုပြုပြီးပြီလို့သိတဲ့အသိဉာဏ် တလုံးနဲ့ပြောရင်တော့ပါဠိလိုကတ္တဉာဏဆိုပြီးသွားပြီ This is the noble truth of the cessation of suffering which have been realized အဲ့တော့ပြုအပ်တယ်ဆိုတာဘာလဲဆိုရင်ဒီမျက်မှောက်ပြုအပ်တာကိုပြောတာပါ which has been realized အဲ့တော့ဒုက္ခရဲ့ချုပ်ရာဖြစ်တဲ့သစ္စာကိုဒါမျက်မှောက်ပြုပြီးပြီဆိုတာကိုပြပါတယ်တဲ့ဒါက This is the noble truth of the cessation of suffering which has been realized Thus, O Bhikkhu, concerning things not had before, there arose in me the vision, the knowledge, the wisdom, the insight, and the light. Okay, Uduzanai, now the Jolo. Knowledge of what has been before performed, Gata Jnana, with regard to the noble truth of the cessation of dukkhas. There is the noble truth of the cessation of sufferings which have been realized. Thus, O Bhikkhu, concerning this, not has before. There rises me the vision, the knowledge, the wisdom, the insight, and the light. Okay, very good. Next paragraph, Same. This is an account of how the knowledge of the noble truth of cessation have been realized by means of the attainment of the path and fruition of arahantship. This is the an account of a jaundaya, an account of people, an account of on account of an account of account. Account, so people, no? This is an account. Or how the knowledge of the noble truth of cessation, Nirodha Ariya Dissas Kodire Adinya have been realized. Nirodha Ariya Dissa go da မျက်မှောက်ပြုပြီးပြီဟုတ်လားမျက်မှောက်ပြုပြီးပြီဆိုတာကိုသိတဲ့အသိဉာဏ်ရဲ့ဖြစ်ပုံဖြစ်ပါတယ်ပေါ့နော်ဘယ်လိုနည်းနဲ့ဖြစ်တယ်လဲဆို by means of the attainment of the path and fruition of arahantship ဆိုလိုတာတော့အရဟတ္တပါပဲ arahantship အရဟတ္တမဲ့အရဟတ္တဖို့ဉာဏ်ကိုရခြင်းအပြင်ရသွားပြီဆိုရင်ဒါနိရောဓသစ္စာကိုမျက်မှောက်ပြုတဲ့ကိစ္စကပြီးပြတ်သွားပြီပဲဟုတ်လားနိရောဓအရိယသစ္စာကိုသဘောပေါက်တဲ့အသိဉာဏ်ဘလို့ဖြစ်သွားတယ်လဲဆိုတဲ့ဖြစ်စဉ်ကိုဒါပြတဲ့အချက်ဖြစ်ပါတယ်ပေါ့နော် This is an account ဆိုတာဒီလိုဖြစ်တယ်ပေါ့လေလွယ်လွယ်ဆိုရင်တော့ This knowledge arises ဒီအသိဉာဏ်က arises ဖြစ်တယ် through the wisdom of retrospection ပကြဝခဏဉာဏအဲ့တော့ပြီးသွားတဲ့ကတ္တဉာဏဆိုဒီနိရောဓသစ္စာဆိုတာကမျက်မှောက်ပြုအပ်တဲ့တရားပဲလို့မျက်မှောက်ပြုတဲ့တရားကိုမျက်မှောက်ပြုပြီးသွားပြီလို့သိလိုက်တာပြုပြီးသွားပြီဆိုကြတဲ့ကလှုပ်เสียကိစ္စကလှုပ်ပြီးသွားမှပြန်ဆင်ခြင်းလို့သိတဲ့အသိမျိုးပေါ့အဲ့ဒါကြောင့်မလို့ this knowledge arises through the wisdom of retrospection ပကြဝခဏဉာဏပစ္စဝခဏဉာဏ်ကနေတဆင့်ဒါဖြစ်ပေါ်လာတာပါတဲ့ဒီအသိဉာဏ်မျိုးဆိုဆင်ခြင်းမှသိတဲ့အသိဉာဏ်ပေါ့ဆင်ခြင်းပြီးတော့သိတဲ့အသိဉာဏ်
ဥပမာဦးဇင်းတို့ဒါလာမယ့်နှစ်ဝင်ခွင့်စာမေးပွဲအောင်သွားတယ်ဆိုရင်အောင်သွားတဲ့အခြေအနေကိုပြန်အာရုံပြုလိုက်။အော်တို့ဘယ်လိုတွေတက်ခဲ့ပြီဘယ်လိုဖြေလိုက်ရတာအဲ့ဒါအောင်သွားတယ်အခုအောင်နေပြီ။အဲ့ကိုဖြတ်တန်းလာတဲ့လမ်းကြောင်းကိုပြန်ဆင်ကျင်လိုက်တာ။အဲ့တော့မက်ဖို့နိဗ္ဗာန်ရသွားတဲ့အရိယာပုဂ္ဂိုလ်တွေအနေနဲ့ကလည်းဉာဏ်ရသွားလို့နိဗ္ဗာန်မျက်မှောက်ပြုသွားပြီဆိုအောင်မြင်မှုတစ်ခုရသွားပြီဆိုရင်အဲ့ဒီအောင်မြင်မှုဖြတ်တန်းလာတဲ့လမ်းကြောင်းကိုသူကပြန်ဆင်ကျင်တာဘလို့ခက်ခဲတွေကြုံခဲ့ပြီဘလို့ကြော်ဖြတ်ခဲ့ရတယ်ဘလို့ဆုလက်တွေလည်းရတယ်ပေါ့လေဒါကတော့နှစ်မျိုးလုံးသွားတာပေါ့ပြီးတော့ဘလို့ခက်ခဲတွေဆိုရင်ပယ်ရတယ်ဘလို့မျိုးအောင်မြင်မှုတွေကိုရရှိခဲ့တယ်ပယ်ပြီးတဲ့ကိလေသာမပယ်ရသေးတဲ့ကိလေသာပြီးတော့ဖြတ်တန်းလာတဲ့ဒီလမ်းကြောင်းတွေမဲ့ညံဖူညံတွေပေါ့နော်ဘလို့မျိုးဖြေလိုက်တာဟုတ်လားဘလို့အောင်သွားတယ်ဖြေလိုက်တာကမဲ့ညံဆိုရင်အောင်သွားတာကအကျိုးကဖူညံပဲဟုတ်လားမဲ့ညံဖူညံအဲ့တော့ reset ထွက်လာမှတော့ဒါပို့ပြီးတော့ဖြစ်မှာပေါ့လေပို့ပြီးတော့ခိုင်မာတယ်လို့ပြောရတာအဲ့တော့ reset ထွက်တယ်ဆိုရင်ဒါမဲ့ညံသဘောလို့ပြောရမှာ reset ထွက်လိုက်တာနဲ့အောင်တယ်ဆိုဖြစ်သွားတာအောင်တာတစ်ခါပဲအောင်လိုက်ရတယ်ပြီးရင်အဲ့ဒါကိုပြန်ပြီးတော့စမြုပ်ပြန်လို့ရတယ်အောင်မြင်မှုအောင်သွားပြီ post တွေတင်လိုက် share လိုက်နေမှာအဲ့ချိန်လုပ်လို့ရတယ်အဲ့ဒါကြတော့ဖိုးဝင်စားလို့ရတယ်ခဏဖိုးကြတော့အချိန်ဖြစ်ရတယ်ဖလားသမဘတ်တွေဝင်စားရတယ်အောင်တယ်ဆိုတာကတော့တစ်ချက်ပဲပြီးသွားပြီအောင်တယ်ဆိုပြီးသွားပြီပဲအဲ့တော့မဲ့ညံသဘောပဲအဲ့တော့အဲ့ဒီလိုလဲဒါနားလည်လို့ရတယ်ပေါ့နော်ရေလုံးစုံကြီးမကိုက်တောင်မှပိုနားလည်အောင်ဥပမာနဲ့ပြန်တွက်ဆက်ကြည့်ရတာThis is an account of how the knowledge of the noble truth or cessation had been realized by means of the attainment of the path and fruition of arhatship. This knowledge arises through the wisdom of retrospection, Pajavakana Jnana, the meditator who attains absorptions, Jhana, Zan Yare Yogi Bogo. အဲ့တော့ဒီပုဂ္ဂိုလ်တွေကြတော့သမထအရင်အာထုတ်ထားပြီးတော့ဒါဇန်တွေလည်းရထားတဲ့အခြေအနေပေါ့ပရမဇန်ဒုတိယဇန်တတိယဇန်သရုပ်ရဇန်စသည်ဒီလိုရထားတဲ့ယောဂီပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကပေါ့နော် and သို့မဟုတ် the noble path then is fruition noble path then is fruition အရိယာမက်နဲ့အရိယာဖို့ကိုရထားတဲ့သူအဲ့တော့ဒီမှာသူက n ဆိုပြီးတော့ဖြတ်ပေးထားပရမကဇံရထားတဲ့ယောဂီပုဂ္ဂိုလ်သို့မဟုတ်မက်ဖို့ရထားတဲ့ပုဂ္ဂိုလ်မက်ဖို့ရထားတဲ့အရိယာမက်ဖို့ရထားတဲ့ပုဂ္ဂိုလ်အဲ့ဒါတွေကဘာလုပ်တတ်လဲဆို reobserve ဆိုပြန်ပြီးတော့ရှုတာဆင်ခြင်တာပေါ့နော် these after they are achieved အဲ့ဒါတွေကိုရသွားပြီးရင်အမှန်တော့ပစ္စောခဏဉာဏ်ဆင်ခြင်ခြင်းအကြောင်းကိုဒါပြောပြတာပါပြန်ပြီးတော့ဆင်ခြင်လိမ့်ရှိတယ်ဆိုတော့အဲ့တော့ကိုပန်းတိုင်တစ်ခုရသွားပြီဆိုပြန်ဆင်ကျင်တာဥပမာတောင်တက်တဲ့သူတွေဆိုလဲတောင်ထိပ်သူတို့တတ်မှတ်ထားတဲ့ပန်းတိုင်ရောက်သွားပြီဆိုရင်အဲ့မှာဘယ်လိုတက်ခဲ့ရတာပြန်ပြီးတော့ပြောလို့ရတယ်တွေ့ကြုံတယ်အဲ့တော့ရောက်တုံးခိုက်တန်ခဏကတော့ခြေလန်းနေနဲ့တက်လာတယ်အဲ့ဒီအလံလေးထောင်ထားတဲ့နားကိုတစ်ချက်ဟုတ်လားခြေလန်းတလန်းချင်းလန်းလာပြီးရက်လိုက်ရင်ဒါပြီးသွားပြီဒါရောက်တယ်လို့ပြောလို့ရတယ်အဲ့ဒါကိုမှပြန်ပြောရင်တော့အချိန်ပြောလို့ရပါတော့ရောက်တာကတော့တစ်ချက်ပဲပတ်နေရင်တော့ဒါဖို့သဘောတည်းဝင်တော့မှာပထမဆုံးရောက်လိုက်တဲ့ခြေလမ်းလေးကတော့မက်ကလို့ပြောလို့ရကောင်းရမှာအဲ့တော့ထားပါတော့အဲ့တော့ the meditator who attains absorptions jhana and or the noble path then is fruition mega phala အဲ့တော့ဇန်ရတဲ့ပုဂ္ဂိုလ်ဆိုလဲဇန်ဝင်စားလို့ရတယ်မက်ဖို့ရတဲ့ပုဂ္ဂိုလ်ကြတော့မက်တော်ဝင်စားလို့မရဘူးဖို့ဝင်စားလို့ရတယ်ပေါ့အဲ့ဒီသဘောကိုပြောတာဒီမှာတော့ဝင်စားတယ်ဆိုတာတဲ့ကိုပစ္စောခန္ဓာကိုရည်ညွှန်း reobserve these ဒါတွေကိုပြန်ပြီးတော့ဆင်ခြင်တာပေါ့နော် after they are achieved ဆိုတို့ရပြီးတဲ့နောက်မှာဒီဖြတ်တန်းခဲ့တဲ့လမ်းကြောင်းကြီးကိုပြန်ပြီးတော့ဆင်ခြင်ကြတယ်ပေါ့နော်ဆင်ခြင်တယ်ဒီမှာတော့ singular နဲ့ဆိုတော့ဆင်ခြင်တယ်ပေါ့ the meditator ယောဂီပုဂ္ဂိုလ်ကဆင်ခြင်တယ် reobserve အဲ့တော့ပစ္စောခန္ဓာဉာဏ်ဖြစ်တာကိုပြောတာကဲဒီလောက်ဆိုရင်ဒါလေးရသဘောပေါက်လောက်ပါပြီ This is an account of how the knowledge of the noble truth or cessation had been realized by means of the attainment of the path and fruition of arhatship. This knowledge arises through the wisdom of retrospection, Pajavakana Jnana,
the meditator who attains absorption jhana and all the noble path and its fruitions, Magga, Phala, reobserves these after they are achieved. ကဲဒါကိုတော့ဦးပညာဝန္စဖတ်ကြည့်ပါ And this is the account of how the knowledge of the noble truth, the noble truth of session had been realized by means of the attainment of the fruition of arhatship. And this knowledge arises through the wisdom of retrospection, Pajjavakkhana jnana, the meditator who attains absorptions jhana, and or the noble path and its fruitions Magga-phala reobserve this after they are achieved. Okay ဖေရဒီလောက်ဆိုရင်တော့ဒီပါရဂရနဲ့ခဏဖြတ်တာပေါ့ကျန်တာကတော့နောက်ရက်မှာအရင်ဆုံးတော့တင်လိုက်ပါဦးဗုဒ္ဓဆာစနာလေးနဲ့ဗုဒ္ဓဆာစနာ Sasana Jira Detu Buddha Sasana Jira Detu Buddha Sasana Jira Detu Sadhu ခဏ